ခန္ဓာကိုယ်ကကျန်းမာနေတယ်ဆိုတာကိုသိနိုင်တဲ့အချက်10ချက်ရှိပါတယ်နံပါတ်1တစ်ချက်ကတော့သွားတိုက်တဲ့အချိန်အများစုမှာဆိုလို့ရှိရင်သွေးစာလေးတွေပါမလာတာပါခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတွေရှိနေတယ်ဆိုလို့ရှိရင်တော့ chronic gun bleeding ပေါ့နော်သွားတိုက်တဲ့အချိန်အများစုမှာသွေးစာလေးတွေပါလာတတ်ပါတယ်သွေးထွက်တတ်ပါတယ်နံပါတ်2တစ်ချက်ကတော့ထိုင်ရာကနေထလိုက်တဲ့အချိန်မှာမိုက်ခနဲ့မူးသွားတာမျိုးတွေမျက်လုံးဝါးသွားတာမျိုးတွေဒါမျိုးတွေမရှိဘူးဆိုလို့ရှိရင်အမားတို့ခန္ဓာကိုယ်ရဲ့သွေးပေါင်ချိန်ကိုထိန်းနေတဲ့စနစ်ကပုံမှန်ပဲလို့ပြောလို့ရပါတယ်နံပါတ်3အချက်ကတော့ထမင်းစားပြီးတဲ့အချိန်တိုင်းမှာဗိုက်ကြီးကတေးပြီးတော့အစာမကြေသလိုလိုလေတွေပွားနေတာမျိုးတွေမရှိတာပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အစာခြေစနစ်ကကျန်းမာနေတယ်လို့ပြောလို့ရပါတယ်နံပါတ်4တစ်ချက်ကကြတော့ကိုစီးသွားတဲ့အချိန်တိုင်းမှာစီးကအဝါရောင်ဖြော့ဖြော့လေးသွားတာဒါဆိုလို့ရှိရင်အမားတို့ကြောက်ကက်ကလှုပ်ဆောင်မှုကကောင်းမွန်နေတယ်လို့ပြောလို့ရပါတယ်နံပါတ်5တစ်ချက်ကကြတော့ဝင်းသွားတဲ့အချိန်မှာကိုယ့်ရဲ့ဝင်းကပုံစံမရှိဘဲနဲ့ပျော့နေတာမျိုးတွေလည်းမရှိဘူးအတုံးပုံစံတော့ရှိရမယ်ဒါပေမဲ့အရန်လည်းမမာရဘူးသွေးစာတွေဘာတွေလည်းမပါရဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဥလန်းချောင်းလှုပ်ရှားမှုတွေကပုံမှန်ပဲလို့ပြောလို့ရပါတယ်နံပါတ်6ချက်ကကိုကထိခိုက်ရှာနာအသေးစားလေးတွေဖြစ်တဲ့အခါဥပမာဟင်းချက်ရင်းနဲ့လက်ကိုဓာတ်ချသွားတာမျိုးဒီလိုမျိုးဖြစ်တဲ့အခါတွေမှာဆိုလို့ရှိရင်3ရက်ကနေ9ရက်အတွင်းမှာအနာကျက်သွားတာပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာသွေးလျှောက်တာတွေကပုံမှန်ပဲနောက်အာဟာရချို့တဲ့တာတွေမရှိဘူးလို့အကြံဉာဏ်ပြောလို့ရပါတယ်နံပါတ်9အချက်ကတော့ကိုကပုံမှန်ထမင်းစားနေတဲ့အချိန်ထက်1နာရီ2နာရီလောက်နောက်ကျသွားတာနဲ့ကိုယ်မှာရင်တွေတုံတာလက်တွေတုံတာဒါမျိုးတွေမရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီ metabolic flexibility လို့ခေါ်တာပေါ့နော်ပုံမှန်တိုင်း adapt လုပ်နိုင်တယ်တောင့်ခံနိုင်တယ်ပြီးတော့ခန္ဓာကိုယ်မှာတူလောင်ထားတဲ့ energy အပူရှိနေတယ်ကျန်းမာနေတယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်8အချက်ကတော့ကိုကလှေကားတက်တဲ့အခါမှာလှေကားအထက်20လောက်ကိုမမောဘဲနဲ့တက်နိုင်တာပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ cardiovascular system လို့ခေါ်တယ်နှလုံးကျန်းမာရေးကကောင်းတယ်လို့ပြောလို့ရပါတယ်နံပါတ်9အချက်ကတော့ကိုကအိပ်ယာဝင်လိုက်ပြီဆိုတာနဲ့မိနစ်20ကနေ30အတွင်းမှာအိပ်ပျော်တာပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အာရုံကြောစနစ်ကကောင်းမွန်တယ်ပြီးတော့ကိုယ့်မှာဟော်မုန်းတွေမျှတမှုရှိတယ်ဆိုတာကိုပြတာဖြစ်ပါတယ်နောက်ဆုံးအချက်နံပါတ်10ကတော့ကိုကမနက်အိပ်ယာထားလို့ရှိရင်ထပြီးချင်းနာရီဝက်အတွင်းမှာဗိုက်စာလာတာပါကိုယ်မှာဟော်မုန်းတွေညီမျှမှုရှိတယ်ခန္ဓာကိုယ်မှာရှိတယ်ခန္ဓာကိုယ်တွင်းနာရီလို့ခေါ်တဲ့ circadian rhythm ကပုံမှန်ပဲဖြစ်နေတာကိုပြသတာဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေအကုန်လုံးကခန္ဓာကိုယ်ကကျန်းမာနေတဲ့ state မှာရှိရဆိုတာကိုပြသတဲ့အချက်တွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီခါလေးကိုစောင့်ကြည့်ဖို့လိုပါတယ်